ကဲမင်္ဂလာပါလီပိုပို EVE 280 A8 ပေါ်တယ်နော်10ပြ24ဖို့အတွက်မှာလေးနှစ်ပြန်စပို့မယ်နော်အဲ့ဒါတတွဲ24ဖို့တတွဲရယ် EVE တွေရကောင်း12ဖို့အတွက်တတွဲကောင်းဟိုပါ100ရဲ့ပဲထားပါ EVE တွေကုံစုံပေါ့ဟိုကဆိုလာပြီးတော့ဆိုလာအင်ဗာတာ24ဖို့တိုင်ယုံကဟိုပါပေါ့3000ပေါ့အားတွေရောစပို့မယ်ဒီမှာလေးလိုအဲ့ယုံကြည်စွာဝယ်ယူလို့ရပါတယ်နော်24ဖို့ share တွေအစ်စ်တွေဒီကောင်2025တလပိုင်းထွက်တဲ့ဟာတွေနော်ကျူအားတွေပါတယ်ကျူအားတွေဒါအမှားလေးနေပို့ရမှာကျေးဇူးပါအားပေးတော့တယောက်ချင်းစီတိုင်းကို